Let's go အခုရောက်ရှိနေတဲ့နေရာကတော့ဗောနော် Harput Kale လို့ခေါ်ပါတယ်ဒီ Harput ရဲ့တိုက်ကတော့တူရကီနိုင်ငံအယ်လာဇီမြို့မှာတည်ရှိနေတာဗောနော်သူကအယ်လာဇီမြို့ရဲ့အထင်ကရနေရာတွေလေပတ်စရာနေရာတွေရဲ့တစ်ခုဗောနော်အရင်တော့ကတော့ဒီနေရာကိုရဲတိုက်အနေနဲ့သုံးခဲ့တယ်ဒီရဲတိုက်ရဲ့တက်တန်းကတော့နှစ်ပေါင်း2900ကျော်ရှိပြီးတော့ဒီရဲတိုက်ကို Persian Empire, Roman Empire, Byzantine Empire, Ottoman Empire စတဲ့ Empire ပေါင်းများစွာခံတပ်အနေနဲ့သုံးခဲ့တဲ့နေရာပေါ့နော်။သူကတောင်ထိပ်အမြင့်မှာတည်ရှိနေတဲ့အတွက်ဒီကနေပြီးတော့ရန်သူတွေဝင်လာတာကိုမြင်ရတယ်ပေါ့နော်။ဒါကြောင့်ဒီနေရာတကယ်ကိုသမိုင်းဝင်အမွေအနှစ်တစ်ခုဖြစ်တယ်ပေါ့နော်။အခုအချိန်မှာတော့ဒီနေရာကိုလူတွေကလာရောက်လည်ပတ်ပြီးတော့မြို့ရဲ့ရှုခင်းကိုခံစားရတဲ့နေရာဖြစ်လာတယ်ပေါ့နော်။ဒီရဲတိုက်ကတခြားရဲတိုက်တွေနဲ့မတူတဲ့အချက်ကတော့သူကရဲတိုက်ပဲမဟုတ်ဘူး။သူ့ကိုထောင်အနေနဲ့အကျဉ်းထောင်အနေနဲ့လည်းသုံးခဲ့တယ်ပေါ့နော်အခုမြင်တွေ့နေတဲ့နေရာကတော့ဒီ Harput ရဲတိုက်ထဲမှာလိုင်းကူအလိုမျိုးတူးထားပြီးတော့ပေါ့နော်ထောင်ဖြစ်သုံးခဲ့တဲ့နေရာပါဒါကတော့လှေကရစ်ပေါင်း130ကျော်လောက်ဆင်းရတယ်ပေါ့နော်တော်တော်လေးကိုနှက်ပါတယ်ဟိုအထဲမှာပေါ့နော်ဒါကျွန်တော်တို့လမ်းတစ်ဝက်မှာမြင်ရတဲ့မြင်ကွင်းပေါ့နော်ကျွန်တော်ထပ်ပြီးဆင်းလိုက်ပါအောင်မယ်ထပ်ဆင်းတော့ဒီအောက်မှာကျွန်တော်တို့ထောင်အနေနဲ့သုံးခဲ့တဲ့နေရာကိုတွေ့ရမှာပါရောက်လာပါပြီကျွန်တော်နောက်ဆုံးမှာတော့ဒီအတွင်းထဲမှာပေါ့နော်ရှေးခေတ်တုန်းကဘယင်းတွေကိုဖမ်းပြီးတော့ထောင်ချတဲ့နေရာပါဒီနေရာတော့